ထိုသို့ကောင်းကင်မြေကြီးနှင့်တကွခတ်သိမ်းသောတစားတို့သည်ပြီးစီးလျက်ရှိကြ၏တရမနေရရောက်လျင်ဘုရားသခင်သည်ဖန်ဆင်းသောအမှုကိုလက်ဆတတ်တော်မူခဲ့ပြီးသည်ဖြစ်၍ဖန်ဆင်းသမျှသောအမှုရာတို့သည်ပြီးစီးပြီးမှထိုတသမနေ့၌ငြိမ်ဝတ်စွာနေတော်မူ၏ထိုတသမနေ့ကိုဘုရားသခင်သည်ကောင်းကြီးပေး၍တန်ရှင်းစေတော်မူ၏အကြောင်းမူကားဖန်ဆင်းပြုပြင်တော်မူသောအမှုရာအလုံးစုံတို့သည်ပြီးစီးသောကြောင့်ထိုနေ့ရက်၌ငြိမ်ဝတ်စွာနေတော်မူ၏ဤအကြောင်းအရာကထာဝရအရှင်ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသောနေ့ဖန်ဆင်းရာကာလ၌ကောင်းကင်နှင့်မြေကြီး၏မူလအထုပ္ပတ္တိပေသည်မြေ၌လေယာပြိုးပင်မပေါက်မီလေယာ၌စဘာပင်မကြီးပွားမီအပင်ရှိသမျှတို့ကိုဖန်ဆင်းတော်မူ၏ထိုအခါထာဝရအရှင်ဘုရားသခင်သည်မြေပေါ်၌မိုးကိုရွာစေတော်မူသည်မြေ၌လှုပ်သောလူလည်းမရှိသေးသည်ဖြစ်၍မြေမှအခိုးအငွေ့ထွက်သဖြင့်မြေတစ်ပြင်လုံးကိုဆိုစေလေ၏ထို့နောက်ထာဝရရှင်ဘုရားသခင်သည်မြေမုတ်ဖြင့်လူကိုဖန်ဆင်း၍သူ၏နှာခေါင်းထဲသို့ဇီဝအသက်ကိုမှုတ်တော်မူလေလူသည်အသက်ရှင်သောတတဝါဖြစ်လေ၏ထာဝရအရှင်ဘုရားသခင်သည်လည်းအရှိမျက်နာအေဒင်အရက်၌ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင်ဖန်ဆင်းတော်မူသောလူကိုထိုဥယျာဉ်၌နေရာချတော်မူ၏ထိုမြေထဲကအစင်းလာ၍စားပွဲကောင်းသောအပင်အမျိုးမျိုးကိုထာဝရအရှင်ဘုရားသခင်ပေါက်စေတော်မူ၏ထိုဥယျာဉ်အလယ်၌အသက်ပင်လည်းရှိ၏ကောင်းမကောင်းကိုတီကျွမ်းရာအပင်လည်းရှိ၏ထိုဥယျာဉ်ကိုဆိုစီလိုသောငါမြစ်တမြစ်သည်အေဒင်အရက်ထဲကစီးထွက်သဖြင့်ဥယျာဉ်ပြင်မှလေးဖြာခွဲ၍မြစ်မလေးသွယ်ဖြစ်လေ၏ပထမမြစ်ကဖိရှုံအမည်ရှိပထမမြစ်ကဖိရှုံအမည်ရှိထိုမြစ်သည်ရွှေရှိသောဟာဝိလပီနာတစ်လျှောက်လုံးကိုစီးသွားလေ၏ထိုပီမှဖြစ်သောရွှေသည်ကောင်းလာ၏ဗဒေလတစ္ဆေနှင့်ရှာဟန်ကြောက်လည်းရှိ၏ဒုတိယမြစ်ကဂိအုံအမည်ရှိ၏ထိုမြစ်သည်ကုရှပီနာတစ်လျှောက်လုံးကိုစီးသွားလေ၏တတိယမြစ်ကဟိတိကေလအမည်ရှိ၏ထိုမြစ်သည်အာရှုရိတိုင်းအရှိသို့စီးသွားလေ၏စရုဒမြစ်ကဥဖရက်အမည်ရှိ၏ထိုအခါထာဝရအရှင်ဘုရားသခင်သည်လူကိုယူ၍အေဒင်ဥယျာဉ်ကိုပြုစုစောင့်နေစေခြင်းကထားတော်မူ၏ထာဝရအရှင်ဘုရားသခင်ကလည်းကောင်းမကောင်းကိုတီကျွမ်းရအပင်မတစ်ပါးထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုတင်သည်စားရသောအခွင့်ရှိ၏ထိုအပင်၏အသီးကိုကမစားရစားသောနေ့တွင်ဧကန်အမှန်သေရမည်ဟုလူကိုပြညတ်ထားတော်မူ၏ထာဝရရှင်ဘုရားသခင်ကလည်းယောက်ျားသည်တယောက်တည်းမနေကောင်းသူနှင့်တော်သောအထောက်အမကိုသူ့အဖို့ငါလုံးအုံးမည်ဟုအကြံရှိတော်မူ၏ထာဝရရှင်ဘုရားသခင်သည်မြေတိရစ္ဆာန်တို့နှင့်မိုးကောင်းကင်ငှက်အပေါင်းတို့ကိုမြေဖြစ်ဖန်ဆင်းတော်မူပြီးလျှင်လူသည်အဘယ်သို့ခေါ်ဝေါ်တမုတ်မီကိုတိချင်းကလူရှိရာသို့ဆောင်ခဲ့တော်မူ၏လူသည်လည်းအသက်ရှင်သောတတဝါအပေါင်းတို့ကိုခေါ်ဝေါ်တမုတ်သည့်အတိုင်းနာမည်အသီးသီးရှိကြ၏ထို့သောလူသည်တားရင်အပေါင်းတို့ကိုမိုးကောင်းကင်ငှက်ထို့သောလူသည်တားရင်အပေါင်းတို့ကို၎င်းမိုးကောင်းကင်ငှက်အပေါင်းတို့ကို၎င်းတားရဲ့အပေါင်းတို့ကို၎င်းအမိပေး၍မှဲ့လေ၏တို့တော်လည်းလူနှင့်တော်သောအထောက်မှမပေါ်မရှိသေးထိုအခါထာဝရရှင်ဘုရားသခင်သည်လူကိုကြီးသောအိတ်ချင်းဖြင့်အိတ်စေတော်မူ၍လူသည်အိပ်ပျော်စဉ်နံရိုးတစ်ချောင်းကိုဘုရားသခင်ထုတ်ပြီးလျှင်ထိုအယိုးအစအသားကိုဆိတ်ဆက်တော်မူ၏ထာဝရရှင်ဘုရားသခင်သည်လူထဲကထုတ်သောနံရိုးဖြင့်လူမိန်းမကိုဖန်ဆင်း၍လူရှိရာသို့ဆောင်ခဲ့တော်မူ၏လူကလည်းယခုဤသူသည်ငါအယိုးထဲကအယိုးငါအသားထဲကအသားဖြစ်၏လူထဲကထုတ်သောကြောင့်သူ့ကိုလူမိန်းမကိုခေါ်ဝေါ်အပ်သည်ဟုဆိုလေ၏ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုဆွံ့၍ကိုခင်ပွန်း၌မှီဝဲသဖြင့်ထိုသူတို့သည်တရားတကူတည်းဖြစ်ရလိမ့်မည်ထိုသူလင်မယားနှစ်ဦးတို့သည်အဝတ်မဝတ်ဘဲနေ၍ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏